ตีแล้วหอมจิตเลยตีเลยเราสุดตีเลยอะไรเนี่ยมาตีมาจิตเลยนี่ตีมานี่เปียซีมางาจินงาตีเหรอนี่เปียวไหนไม่เท่นี่ตีบุนี่เปียซีบุอันนี้ไอ้สุดท้ายนี่ตีเลยงาอายะไปเราออกไปยีไล่ออกมานาเลยล่ะฉันสั่งไม่ได้โอเคနေကဘလူးတကောင်ဆိုတာမကြခင်လူတွေအားလုံးသိစီရမယ်ကျမတသက်ယူလို့ဒီထဲမှာ၄ယောက်ကျမအိမ်ကိုတက်တော့ပါငါတို့မိုင်းဦးလေးပြောရမှာတော့အားနာနောက်ဦးလေးတို့လာပြီးမနှောက်ရှက်ပါနော်
ဘာဖြစ်ရမှာလဲရှင်တို့သားကကျမအိမ်ထဲကိုလည်းခိုးဝင်တယ်ကျမကိုလည်းချင်းချောက်တယ်ကျမကိုလူကြားထဲမှာစိတ်ရောဂါတွေဖြစ်အောင်ဖန်တီးတယ်အဲ့တော့ရှင်တို့ကိုယ့်သားကိုနိုင်အောင်ထိမှာမဟုတ်ရင်တော့ကျမအစိုးမစိုးနဲ့နော် လေဒီလိုတော့ပဲ နင်းသားရဲ့မင်းမင်းပြောရတယ် ဒါရှင်တို့သားလား ဟုတ်တယ်မွေးကလေးကဒီပုံစံနေပါဦးမင်းစကားအရဆိုငါသားဒုက္ခိတာနင့်ကိုဘယ်လိုများလိုက်တော့ချက်လဲပြောစမ်းမအောင် ကျမအိမ်မှာပါ အိမ်မှားသွားတာကိစ္စမရှိအိမ်ထဲမှာနေတဲ့ငါသားဒုက္ခိတာကိုဆွတ်ဆွဲတာတော့ငါတော့မကြည့်နဲ့နောက်ကိုထားမျိုးမဖြစ်ပါဘူးဖြစ်လို့ကတော့ပါရွက်ဆွဲရပြန်ဘွားကိုထွက်သွားဘွားဆို လေးရနေငါအိမ်ကိုလာရဲဆိုတော့ငါလူကြီးတွေကိုသိအောင်ပါ ကျွန်တော်အိမ်မှာဘုရားကိုးစုကတ်လို့လာဖိတ်တာပါခင်ဗျာ ဒီမကြီးကင်ထားတဲ့လက်ကိုလွတ်လိုက်ပါဒီမကြီးလူတယောက်ကိုအကြောင်းမဲ့ဘာကြောင့်အပြစ်မြင်နေရလဲတစ်ဖက်သက်ရန်ညှိုးထားရင်ဒီမကြီးပဲစိတ်ပင်မှာတော့ပေါ့ဒင်းအောင်လားပြန်ရအောင် ဟုတ်ကဲ့ကျွန်တော်ပြန်မပြပါဘူးခင်ဗျာ မလေးဘာမှလိုရသေးလဲမသိဘူး မလို့အပါဘူးကျမလက်လေးရောစီးစီးတယ် ။အော်ချက်ပါလေ။ဟိုဘုံလေးကျူးနေရှိရဲ့။ညာဘက်တော့နော် ဟုတ်ကဲ့ ဒီမှာရှင်းတွေအားလုံးခဏမှမဟုတ်ကြခဏလေးပါပဲ ။ဘာဖြစ်လို့လဲဒီမကြီး ဦးလေးတို့ကကျမကိုငင်းအောင်ကျမတတ်လိုက်ပြီးတော့ဆွဆွဲနေတတ်လိုက်ပြီးအမှုထားပြီးထင်နေကြတယ် ။ဘာဖြစ်လို့လဲဆရာမလေးရဲ့ ။ဘာဖြစ်ရမှာလဲ။အတော့သားရဲ့အခန်းထဲမှာကျမရဲ့ပုံကိုနေရန်ပြေးကတ်ထားတယ်။ပြီးတော့အဲ့ပုံလေးပေါ်မှာစိတ်ရှိတိုင်းမင်းကြီးကိုရှောက်ချစ်တာ။အဲ့တော့ဒါပုံမှန်လူတစ်ယောက်ကဒီလိုလုပ်ပါမလားဆိုတော့စဉ်းစားကြည့်ကြပါ ။မဖြစ်နိုင်ဘူးတွေ့ပါတယ်ဆရာမလေးရဲ့။အတော့သားကပုံမှန်ပါပဲ ဖြစ်နိုင်တော့ဖြစ်နိုင်ပါစေ။
ဒါဆိုအားလုံးရှင်းအောင်ဦးလေးလိုက်ကြည့်လိုက် လိုက်ကြည့်ပါဒါတော့ပါရဲ့ခါမှာ ဟုတ်ပါလေ ကြည့်ပါဦးပုံရောဘယ်ရကုန်တာလဲ ကျမလေကျမသားလေးအခန်းကိုမနေ့တိုင်းကျမကိုယ်တိုင်ပဲမြင်ရှင်းပေးတာပါဘာပုံမှမရှိပါဘူး မဟုတ်ဒီနေရာမှာကျမပုံအပြစ်ကတ်ထားဆိုကျမမျက်စိနဲ့တက်အပ်မြင်ခဲ့တာ ဥပဒေပြောတော့ကျမမယုံနဲ့ဘူးခုမှပဲကျမသားလေးကိုအညှိုးတကြီးနဲ့လိုက်ပြီးဆွဆွဲနေတယ်ဆိုတာလက်တွေ့မှာပဲယုံလိုက်တော့တယ်မေမေသားခန်းလည်းဘာဝင်လောက်တာလဲအားနာလိုက်တာ ကိစ္စမရှိပါဘူးရှင်ကျမစိတ်ထင်တော့လေဒီကောင်မလေးကငငယ်ရွယ်ရွယ်နဲ့စိတ်တဆဆောက်တည်ရေးများလို့အုံနောက်ထောက်သွားပြီနေတူတယ် ဖြစ်နေတာလေသူနေတာလေတိုက်ကြီးကလုံးမှာတယောက်တည်းဆိုတော့ဖြစ်နေတာ ကျမစိတ်မဆိုးပါဘူးသူ့တနာတောင်းတနာသေးတယ် သားလည်းသူ့တဲ့စိတ်မကောင်းပါဘူးမေယာ သားခန်းဟာတော့မပါလေပန်းခတ်ရဲ့你ငါ့ကိုပြန်ချစ်ပါဟာငါနေစီရလို့ရင်လားအခုလိုအမုန်းလေးအညှိုးတွေးတွေမဟုတ်ပန်းခတ်နေဝသေးချစ်နေရငါရဲ့တူရီတော့ချစ်သူပဲနေရငါအတွက်ပဲဖြစ်ရ 你ငါ့ကိုအဲ့ဒါလူချားထဲမှာရှက်ခွဲတဲ့တူပဲ ပါအလုပ်လူပါဘူးတော်သူစားရဲ့ မင်းဘာလဲလာပြောနာလဲ ဘာလဲလာပြောနေတာကျမရှင့်သားရဲ့လက်ကိုဓာတ်နဲ့လှီးလက်တယ်အဲ့ဒါကိုရှင်ကလူတွေသိမှဆိုလို့မြင်မြန်ပတ်တိစီပေးနေတယ် မင်းစော်ကားလာပြီလားမင်းဒီရက်ွက်ထဲကိုပြောင်းလာတဲ့လူတွေမလို့ငါတဲကြီးခံနေတာနော် အ
ဆိုရှင်းသားလည်းထားတယ်ကျမပြရည် ဘန်ခက်ကြည့်မယ်ဆိုလဲကြည့်ပါဗျာရပါတယ် မင်းပြောတော့ဓာတ်ထိုင်ရဆိုမမလည်းဓာတ်ထိုင်ရခုနကတော့ငါသားခြေကားမှာပန်းအိုးသွားမှတယ်အဲ့ဒါချော်လဲပြီးတော့ပန်းအိုးတွေလည်းကွဲသွားတယ်မင်းမယုံလို့ရှိရင်ပန်းအိုးကွဲတွေသွားကြည့်လိုက်နော်အဲ့မှာဘက်ကိုထိလာတာဟဲ့ နေလူလိုက်နေလူရိုက်မလဲနေ ကျေးဇူးပြုနိုင်တယ်ပေါ့စကားကြောင်းတာသွားသွားလေ လူရဆိုင်ကိုဝင်နေတယ်လို့ထင်နေကြတယ်ငါဘယ်လိုလုပ်ရမလဲငါဘက်ကမှန်တယ်ဒါပေမဲ့လူတွေရဲ့အမြင်မှာငါလုံးဝမားနေတယ် တတိထားဖို့ပတ်ခဲ့တယ်။နေရာဆိုင်ဆရာမတယောက်နာမည်ပြည့်နာမည်ထိလာ။နေပြောဖို့ရဆိုလို့ရှိရင် तू ကနေ့အိမ်ထဲကိုခေါ်လာ။မြို့ရမ်းလာ။ငါကြောင်လုပ်တယ် မလုပ်ဘူးဒါပေမဲ့ငါကြောင့်သူ့လက်မှာတရားရသွားတယ် ။ तू ကနေ့ကိုစစ်နေအောင်ဖြစ်နေတယ်။နိဘက်ကပြပြလေးလေးဆက်ဆံလို့ရှိရင် သူ့ဘက်ကရမ်းမှုဆိုအကြောင်းရှိတယ် သူချင်းတက်ပုံမဟုတ်မှမဟုတ်တာ ။နေ့စောသူ့လက်မှာတရားရသွားတယ်။နေစိတ်မကောင်းမဖြစ်ဘူး။ မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါရင်ထဲမှာလူတယောက်ရှိလို့ ဘလို့ အဲ့လူကလေလင်းအောင်မတခြားစီပဲငါဒုက္ခရောက်တိုင်းငါအလိုရှိတိုင်းငါနောင်အရေးလိုမျိုးအမြဲတမ်းရောက်လာတယ်ပြီးရင်ငါကျေးဇူးတော်မတင်ရသေးခင်မှာပဲသူကပြန်ပျောက်သွားတယ် အဲ့သူကဘာတူလဲ သူဘာလို့လဲဆိုတာငါမသိဘူးမင်းနဲ့ဒါပေမဲ့ငါသူ့ကိုချစ်တယ် ငါကတော့နေ့နှလုံးသားရကိစ္စရတော့နားမလည်ပါဘူး။အော်ဒါနဲ့နေညနေကြလို့ရှိရင်အချိန်ရလာရင်ဟိုငါအိမ်လိုက်လေဟာမဟုတ်လို့ကြည့်မယ်လေနော် စိတ်ပြေလည်းပြောက်ဖြစ်အောင်ငါလိုက်ခဲ့မယ်လေ Hello မင်းနဲ့ပြော ။ဟုတ်ငါစိတ်ပူလို့ဖူးဆက်လိုက်တာနေအိမ်မရောက်ပြီလား ငါလားငါအိမ်ပြန်မရောက်သေးဘူးလမ်းပေါ်မှာပဲရှိသေးတယ် ။မော်နေရတယ်ဟာငါအိမ်မှာတခါတည်းအိတ်လိုက်တာမဟုတ် နင်ကလည်းငါကတင်ပြောရင်မအိတ်တော့ဘူးဆိုတော့နင်လည်းသိရတာလေငါမှစိတ်ပူမင်းနဲ့ငါနောက်ထပ်9မိနစ်10မိနစ်လောက်ဆိုရင်အိမ်ရောက်ပြီငါခုငါတို့ရက်ကွက်တည်းကလမ်းပေါ်မှာပဲဟာ ။ပတ်ခက်ဘာဖြစ်လို့လဲ ငါတပင်းနေမှာဘာဖက်ကိုချစ်တယ်ဆွဲဆွဲအပြစ်ကထားတယ်ဒါဟိုကောင်းလက်ချက်ပဲဖြစ်ရမယ်ဒီကောင်တိတ်တည်ရဲလုံးနေပြီဟာ ။မဖြစ်နိုင်တာပန်းခက်ရေဒီချိန်နေပြန်လာရဲဆိုတော့ तू ကဘလို့သိနေလဲ မင်းနဲ့ငါတကယ်ပြောနေနင်တို့မယုံဘူးလား ။တော်ပြီပန်းခက်နော်ငါ့ကိုခေါင်းလာမစားနဲ့စိတ်ပူအောင်လို့အဲ့ချင်
你今年都俺讲对有对些呀。谁呀？你弄的。 ဟုတ်ကဲ့ငါရဲ့ချစ်ချင်းကိုမင်းကလွန်တယ်လို့ခေါင်းစဉ်တက်လို့လား 你讲，我等你去新疆，我没想到。 ဒါဆိုမင်းတော့ပြန်ချစ်လိုက် 爸，你我别吃了啦。你讲我西瓜里哟，我那买里哟，我搞得开哟，阿龙别呀，你我别吃了。对呀，让我吃不，你对我们说什么？你我吃不。 ဟုတ်ကဲ့ငါတောင်းမှပါလေငါ့ကိုပြန်ချစ် 你我对呀，我吃不了。你谁都不让你，谁都让你，你搞我谁？ ရဲ့ချစ် ဟုတ်တကယ်ရိုက်တယ် ဟုတ်တယ်ငါတကယ်ရိုက်တယ် ဟုတ်ကဲ့အဲ့ဒါပါတော့ ရက်ခွက်လူကြီးတွေစီဖုန်းဆက်ပြီးတော့ငါစီမရှိရဆိုငါလက်စုပ်လိုက်ခိုင်းပြ တော်ပါတော့ဟုတ်ကဲ့နေရိုက်ချင်တယ်ဆိုတော့ငါကောင်းကိုကွဲအောင်ရိုက်ပြီးပြီ ကြသွားတယ်ငါရဲ့တိတ်ခါရင်ငါပြန်ဆယ်ရမယ် ဟုတ်ကဲ့ 你跑哪里？雷呀！你给他毛巾，给他毛，给他毛巾，给他毛巾，给他毛，给他毛巾，给他毛巾，给他毛巾。 ဟ
မရအောင်လေဟာညောလေကအတလို့ချစ်ရပါလေယာနေနာတော့ပါဟာ好了呀，你有个吃的了呀，没有，没有，这个吃的了呀，没有，没有。